မင်္ဂလာပါရှင်ဆရာမပွင့်သိခိုင်ဖြစ်ပါတယ်အဘဆရာကြီးဒေါက်တာမင်းသိန်ခိုင်တပည့်တားရော့ဗေရလက္ခဏာဆရာမပွင့်သိခိုင်ဖြစ်ပါတယ်ရှင်ဆရာမမေမေရှိမှာတဲ့ကန်ဆာတာဆဆေးတာအရန်မှန်ပြီတဲ့အရန်ကျေနပ်မိတယ်ပေါ့နော်တေချာလေးကိုတဲ့ဂယူးတဆိုင်နေတဲ့ဆက်စရလှုပ်စမကဆက်စရပေါ့နော်တေချာလေးဂယူးတဆိုင်နဲ့တေချာလေးလှုပ်ပေးတတ်တယ်ပေါ့နော်အဲ့လိုလှုပ်ပြီးတော့အဆင်ပြေသွားတဲ့သမီးလေးနဲ့တူပါတယ်နော်ဆရာမမေမေကိုတဲ့ကျေးဇူးတင်ပါတယ်ရှင်တဲ့ဟုတ်ကဲ့ပါရှင်ချစ်သမီးလေးမြက်ပေါ့နော်ချစ်သမီးလေးမြက်ဆရာမကိုအားဖြစ်စေမဲ့ခွန်အားတွေတိုးပွားစေမဲ့ပေါ့နော်ကောင်းသောကောမန့်လေးကိုဆရာမကိုလာပြီးတော့မှတ်ပေးရဲ့အတွေ့အကြုံမှုပေါ့နော်များစွာလေးပဲဝမ်းသာရပါတယ်ဆရာမစူးစမ်းပေးလိုက်တဲ့အရာလေးတွေကသမီးတို့အတွက်ပေါ့နော်များစွာအဆင်ပြေတယ်တိုးတက်အောင်မြင်တယ်အေးချမ်းမှုတွေလည်းရရှိတယ်အဆင်ပြေတယ်ဆိုလို့များစွာဝမ်းသာပါတယ်ဟုတ်ကဲ့ပါဆရာမဘာလေးပဲလုပ်ပေးပေါ့နော်တည်တည်ချာချာလေးနဲ့စေရနာမေတ္တာထားပြီးတော့ဂယုတစိုက်ပေါ့နော်အဆင်ပြေအောင်ပြုလုပ်ပေးတဲ့မေတ္တာအစွမ်းထက်လေးကတံပြန်ပြီးတော့ပေါ့နော်တက်ရောက်ကောင်းကျိုးမှုလေးတွေရရှိတတ်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆရာမလုပ်ပေးလိုက်လို့ပေါ့နော်အဆင်ပြေတဲ့သူကတော့အရန်များပါတယ်ဒါပေမဲ့လည်းစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေတယ်เนาะအမှုပညာနယ်ပယ်ကဖြစ်နေတယ်အဲ့လိုဆိုတော့တချို့တွေကြတော့လည်းအဆင်ပြေသွားတယ်ဒါပေမဲ့ public မှာကြတော့ပေါ့เนาะဗီဒီဆရာမနဲ့ချစ်ရတယ်ခင်ရတယ်သိရတယ်ပေါ့နော်အဲ့ဒီလိုမျိုးကိုမသိစေချင်တဲ့သူတွေလည်းများပါတယ်เนาะဒါပေမဲ့ဆရာမကမေတ္တာအစွမ်းထက်နဲ့เนาะသာသနာအထောက်ပံ့ပေးပြီးတော့မှ900သားသမီးရှင်တွေဖွားများအားလုံးတို့ရဲ့ကောင်းကျိုးအတွက်ပေါ့เนาะဒီအဘဆရာကြီးဒေါက်တာမင်းသိန်ခတင် जा ပေးထားတယ်ပေါ့เนาะဒီပညာရေးရင်းနဲ့ပေါ့နော်လောကီကောင်းကျိုးချမ်းသာရရှိစေဖို့เนาะပြီးတဲ့အခါကျရင်ဆရာမတရားအထောက်ကြိုးစားခဲ့တဲ့အစွမ်းထက်အဋိဌာန်နေเนาะအဲ့ဒါလေးနဲ့900သားသမီးရှင်တွေဖွားများအားလုံးတို့ရဲ့လောကီကောင်းကျိုးလောကုတ္တရာကောင်းကျိုးအတွက်ဆရာမကမေတ္တာအစွမ်းထက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဆရာမရှိရောက်လာလို့ရှိရင်เนาะဆရာမကအယုတ်အလက်မြတ်မရွေဘသူ့ကိုပဲဖြစ်ပေါ့เนาะမေတ္တာအစွမ်းထက်နဲ့ပြည့်စုံတည်ချာလေးနဲ့ပေါ့နော်တည်ချာလေးလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့အခုလိုမျိုးဆရာမရဲ့မေတ္တာစေတနာလေးကိုပေါ့နော်နားလေအဆင်ပြေပြီးအေးချမ်းချောင်းလေးကိုအခုလိုမျိုးလာပြောတဲ့အတွက်များစွာကျေးဇူးတင်ပါတယ်ရှင်ဆရာမပွင့်ကြီးခိုင်မေတ္တာအစွမ်းထက်ကုသိုလ်အစွမ်းထက်တွေလည်းရရှိပါစေဆရာမပြုသမျှကုသိုလ်တွေအားလုံးလည်းထပ်ထပ်ရရှိပါစေလို့ဆရာမဆုမွန်ကောင်းတောင်းပါတယ်နော်တနင်္ဂနွေနေ့တိုင်းမှာလည်းဆရာမပွင့်ကြီးခိုင်ရဲ့မနောမယငွေကံကိုငွေကံပွင့်မင်္ဂလာတန်းတော်ကြီးမှာပွဲတွေချမ်းသာဓာကြီးလေးပါခင်မုန်းကြီး10ပါဆွမ်းကအလှူတော်လဲကြော်ရောက်ခဲ့ဖို့ဆရာမကဖိတ်ခေါ်ပါတယ်မြည်သူမဆိုလာရောက်နိုင်ပါတယ်တရားရှင်လုံးပရိတကုံယူခဲ့ပေးပါရှင်